Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကြည့်နေကြသူတွေဆိုရှင်တော့တီဗီသားဖြစ်လိမ့်မယ်ကျွန်တော်ကဒီ Stronger with you ရေမွေးတွေအကြောင်းသိပြီးတော့မပြောဘူးဆိုတာပေါ့နော်ကျွန်တော်ရင်တော့ဆိုလို့ရှိရင်ဒါ Stronger with you audit toilet ကျွန်တော်မှာ blink ရှိဘူးလေအဲ့ဒါကိုလည်းကျွန်တော်အချိန်တစ်နှစ်ကြော်နှစ်နှစ်လောက်ကျွန်တော်ဆွတ်ခဲ့ဘူးလေပေါ့နော်အဲ့ဒီ experience တွေမှာရခဲ့တဲ့ဟာကြီးကကျွန်တော်ရဲ့ဒီ Stronger with you ပေါ့အမြင်ကတော့ဗာလဲဆိုတော့ Stronger with you line ဒီအနံ့ဒီမကောင်းဘူးရှူကြည့်လိုက်လို့ရှိရင်တော့ကောင်းတယ်ဒါပေမဲ့ဟိုစုပြီးသွားလို့2နိုင်3နိုင်လောက်ကြာသွားတဲ့ခါကျလို့ရှိရင်တော့ခေါင်းကိုက်စရာကောင်းလာအောင် sweet ဖြစ်ပြီးတော့ synthetic ဖြစ်တဲ့ netပါနေရပေါ့နော်အဲ့ဒီဟာကိုအသက်သာဆုံးဖြစ်တာဆိုလို့ Stronger with you freeze နဲ့ Stronger with you only လို့ရှိရဲ Stronger with you freeze ကတော့ပို့ပြီးတော့ကောင်းတာပေါ့နော်ဒါပေမဲ့1 year ကောင်းတာကအဲ့ဒီကောင်ဆက်ပြီးတော့မထုတ်တော့ဘူးအဲ့ဒီနောက်ပိုင်းမှာတော့အခုနောက်ပိုင်းဆိုလို့ရှိရင်နာမည်ကြီးနေတာက intensely တို့ absolutely တို့အရင်နာမည်ကြီးရပေါ့နော်အဲ့ဒီရေမွေးဆိုလို့ရှိရင်ကျွန်တော်ပို့ပြီးတော့မကြိုက်ဘူး intensely ဆိုလို့ရှိရင်ဒါကျွန်တော်ပြီးခဲ့တဲ့4နှစ်လောက်တုန်းကစပြီးထွက်တဲ့ချိန်မှာကျွန်တော်နဲ့ရင်းနှီးတဲ့ဒါကောင်လေးတယောက်ရှိအဲ့ကောင်လေးဆိုလို့ရှိရင် तू ကအချိုအရန်ကြိုက်တာချိုတော့အရန်ကြိုက်တာတော်တော်လေးကိုချိုတဲ့အနံ့နေဆိုလို့ရှိရင် तू ဘယ်ချိန်မှစွတ်တယ်နွေရာသီဘာညာလဲ तू ဂူးမဆိုင်ဘူးစွတ်တယ် Top 4ရဲ့ Black Orchid လိုဟာမျိုးတောင်မှနွေရာသီမှာစွတ်တဲ့သူမျိုးသူလိုမျိုးတောင်မှ Stronger with you intensely ကိုကြာမစွတ်နိုင်ဘူးပေါ့နော်အရန်ချိုပြီးတော့ तू ခေါင်းနေကြိုက်လို့ဆိုပြီးတော့ဖြစ်တယ်ဆိုတော့အဲ့ဒီဟာမျိုးကျွန်တော်မှာ experience ရှိပြီးသားဒါပေမဲ့အခုနောက်ပိုင်းမှာကျတော့လူတော်များကချိုမယ်အနံ့ဆွဲမယ်အနံ့ပြန့်ရင်ပြီးရောဆိုပြီးတော့ညွှန်နေကြတယ်များရပေါ့နော်ပြီးတော့ဒီဟာကိုအဲ့ Stronger with you intensely ကို absolutely ကိုညွှန်ကြတဲ့နိုင်ငံတွေကလည်းများသောအားဖြင့်က TikTok တို့ YouTube တို့မှာအရန်အေးတဲ့နိုင်ငံတွေမှာနေကြတဲ့နေရာတွေကလူတွေကညွှန်နေကြတာပေါ့နော်ဆိုတော့အဲ့ဒီဟာမျိုးကျွန်တော်တို့သိပြီးတော့ comment ပေးခြင်းဒါပေမဲ့ပြီးခဲ့တဲ့နှစ်မှာဆိုလို့ရှိရင်တော့ကျွန်တော် Stronger with you tobacco edition ကိုကျွန်တော်ဖောက်တယ်ကျွန်တော်စမ်းကြည့်တယ်အဆင်တော်တော်လေးပြေတာကိုကျွန်တော်တွေ့ရတယ်ဒီ Stronger with you ပုံမှန်နေမှာတွေ့ရတဲ့ chestnut note ကိုတော်တော်လေး short ထားပြီးတော့ tobacco အနံ့သွားထားတာမဆိုးဘူးအဆင်ပြေလို့ပြောလို့ရတယ်ပေါ့နော်performance မှာလေး hero နဲ့လည်းပပလေးအနံ့လေးပါမို့လို့ဆိုလို့ကောင်းတယ်လို့ပြောလို့ရတယ် and ပြီးတော့ဒီထွက်ထားတဲ့ဟာဆိုလို့ရှိရင်တော့လည်း Stronger with you parfum ဒီကောင်ဆိုလို့ရှိရင်တော့တော်တော်လေး smooth ဖြစ်တယ်ဒါပေမဲ့ထုံးစံတိုင်းပဲဒီကောင်ကိုကျွန်တော်ဆွတ်တဲ့ခါမှာလည်းကျွန်တော်ဘာတွေ့ရလဲဆိုတော့ dry down ရောက်သွားတဲ့ခါ2နိုင်3နိုင်4နိုင်လောက်ရောက်သွားတဲ့ခါမှာဆွတ်ထားတဲ့ဟာကခေါင်းကိုက်တာမျိုးကြုံရတယ်ပေါ့နော်ကျွန်တော်ဒီကောင်နှစ်ချက်ကနေ4ချက်ကျွန်တော်ဆွတ်ဖူးတယ်2ရက်လောက်ကျွန်တော်ဆမ်းဖူးတယ်ဆမ်းဖူးတဲ့ဟာတွေကလည်းကျွန်တော်2နိုင်3နိုင်4နိုင်လောက်ကြာသွားတဲ့ခါကျလို့ရှိရင်နည်းနည်းလေးခေါင်းကိုက်တယ်ဆိုတော့ရာသီဥတုအေးတဲ့ရက်မိုးအေးတဲ့ရက်မှာတရက်မှာတော့ဆွတ်ကြည့်ရတာမှာနည်းနည်းလေးခေါင်းကိုက်တာမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ဒီကောင်တော့ကျွန်တော်တော့မစိုးဘူးလို့ပြောလို့ရတယ်ဒါပေမဲ့ still ဒီကောင်နေဒီ Stronger with you line ထဲမှာဖြစ်နေတဲ့အတွက်ဒီကောင်မှာ chestnut ပါအကြောင်းလို့ chestnut note ကနည်းနည်းလေးခေါင်းကိုက်စေပေါ့နော်ကိုယ်ရင်မကောက်ကိုဘေးရလူပါခေါင်းကိုက်စေတာအဲ့ထဲမှာဒီကောင်တော့ smooth ဖြစ်တယ်လို့ပြောလို့ရတယ် still ဒါပေမဲ့ကျွန်တော်တို့တော့နည်းနည်းခေါင်းကိုက်တယ် note ပါနေသေးတယ်ဆိုတော့ဒီဟာမျိုးအနှံ့ကိုမှကြိုက်တယ်ဒါပေမဲ့တခြားလိုမျိုးခေါင်းကိုက်စီရဲ့နှုတ်မျိုးလည်းမပါမဲ့ဟာမျိုး၃မျိုးကျွန်တော်တစ်ခါလေးပဲညွှန်ပေးခြင်းတယ်ပေါ့နော်ပထမဆုံးတစ်ခုကတော့ the most direct approach လို့ပြောလို့ရတယ်ပေါ့နော်ဒီကောင်လေးကတော့ဒါ Stronger with you line up နဲ့ဆိုလို့ရှိရင်တော်တော်လေးအနံ့ကဆင်တဲ့ line လို့ပြောလို့ရတယ်သူကတော့ Azaro ရဲ့ the most wanted line ဒီကောင်ကတော့ the most wanted Audi parfum ပေါ့နော်ဆိုတော့ဒီကောင်မှာဆိုလို့ရှိရင်လည်းဒါ toffee နဲ့ vanilla နဲ့ပြီးတော့လို့ရှိရင် amber နဲ့ cardamom တို့ပါတယ် still ဒီကောင်ရဲ့အနံ့ဒီလည်းဒါခက်ချူချူပဲသွားတာStronger with you လိုမျိုးပဲဒါလုံးဝ sweet ဖြစ်တယ် vanilla အနံ့ကိုသွားထားတယ်ဒါပေမဲ့ဒီကောင်ဒီလည်းတော်တော် sweet ဖြစ်တယ်ပေါ့နော် still ဒီကောင်ဒီလည်းဒါတကယ်ပြောလို့ရှိရင် Stronger with you အနံ့နေလိုမျိုးပဲ sweet တော်တော်လေးဖြစ်တယ်ဒါပေမဲ့dry down ရောက်သွားတဲ့ခါကျလို့ရှိရင်တော့ခေါင်းကိုက်တာကျွန်တော်မခံစားရဘူးဒီကောင်ဆွတ်လို့ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ကိုယ်တိုင်နေမကောက်ကျွန်တော်နဲ့အတူတူနေတဲ့ဒီတငယ်ချင်းလေးရှိတယ်သူဆိုလို့ရှိရင်လည်းကျွန်တော်အမြင်သွားပြီးတော့ရောင်မင်းဒါဆန်းကြီးဆိုပြီးအမြင်ပြောပြတယ်ပေါ့နော်အဲ့လိုဆန်းကြီးရဲ့ခါမှာလည်းသူဆိုလို့ရှိရင်လည်း Stronger with you အနံ့ဆိုလို့ရှိရင် dry down ရောက်သွားတဲ့ခါနဲ့ခေါင်းကိုက်တာမျိုးသူကြုံရတယ်ဒါပေမဲ့ဒီကောင်ဆွတ်တဲ့ခါမှာတော့ဒီကောင်တော်တော်လေးချိုပေမဲ့ခေါင်းမကိုက်ဘူးကျွန်တော်လည်းမကိုက်ဘူးသူလည်းခေါင်းမကိုက်ဘူးအဲ့တော့ညလုံးအဆင်ပြေဟာမျိုးပေါ့နော်ကြုံရတယ်ဆိုတော့ဟိုကိုလိုအနေနဲ့လည်းဒါဆွတ်တယ်ဆိုလို့ရှိရင်တော့လေဒီကောင်ကျွန်တော်တို့စမ်းကြီးကို recommend ပေးခြင်းနဲ့ဒါ directly ပေါ့နော် directly Stronger with you အနံ့ပုံစံမျိုးဒါပေမဲ့ကိုဘေးကလူခေါင်းကိုက်တဲ့အထီမျိုးနှုတ်မျိုးမပါတာမျိုးပေါ့လေအဲ့ဒါမျိုးတွေ့တော့ Stronger with you အစားတော့ the most wanted နောက်ထပ် Stronger with you alternative မွေးတစ်ခုကြောင်းမပြောခင်မှာဒီထဲရေမွေးတွေကိုစမ်းသုံးကြည့်နေတယ်ဆိုလို့ရှိရင်ကျွန်တော် page ခွဲဖြစ်တဲ့ဒီကမှန်သူကနေပြီးတော့ဒီကလေးဝယ်ပြီးတော့စမ်းသုံးကြည့်လို့ရပါတယ်ဆိုတော့ဆက်ပြီးတော့ကြည့်လိုက်ရအောင်ဒုတိယတစ်ခုကကြောင့်နည်းနည်းလေးပပလေး fruity ဖြစ်ပြီးတော့နည်းနည်းလေး marine vibe လေးပပလေးပါသွားလိမ့်မယ်သူကတော့ဒါ Bonnie Roma Yellow Dream ပေါ့နော်ဒီကောင် Bonnie Roma Yellow Dream ကတော့ဒါပပလေး fresh ပပလေးဖြစ်တယ် Bonnie Roma line ထုံးစံအတိုင်းပဲဒါသူတို့ကတော့ aromatic ဖြစ်တယ်fresh ဖြစ်တဲ့ version ပုံစံမျိုးသွားထားတယ်ဒါမှဒီကောင်ကတော့ sweet ဖြစ်တဲ့ version လေးပေါ့နော်အဲ့တော့ဒီကောင်ကတော့ spicy ပပလေးဖြစ်တယ် sweet ဖြစ်တယ်ကျွန်တော်တို့ဒီကောင်ဆွတ်တယ်ဆိုလို့ရှိရင် yes still ကျွန်တော်ဒီ Stronger with you တို့ဘာလို့association ကျွန်တော်ရတယ်ပေါ့နော်ဒါပေမဲ့အများကြီးတော့ပို့ပြီးဆွတ်ရလွယ်သွားတယ်လို့ပြောလို့ရ Stronger with you ထပ်စားလို့ရှိရင် performance ကတော့Azaro wanted ထပ်စားလို့ရှိရင်တော့ဒီကောင်နည်းနည်းလေးလျော့တယ်ပေါ့နော်Azaro the most wanted တော့ကျွန်တော် skin စမ်းကြည့်ရဆို
ရှင်ကျွန်တော်8နိုင်ရနေ10နိုင်လောက်ရတယ်ဒီကောင်တော့ကျွန်တော်6နိုင်ရနေပြီး8နိုင်ကြားလောက်ရတယ်ပေါ့နော်များပို့ပြီး spray ရင်တော့ပို့ပြီးဆွဲမှာပေါ့လေကျွန်တော်တော့2ချက်3ချက်ပဲကျွန်တော်အမြင်နဲ့ဆွဖြစ်နေဒီကောင်ကတော့ဒါ stronger with you approach မျိုးသွားထားတာအဲ့လိုမျိုးအနှံ့မျိုးကြိုက်တယ်ဒါပေမဲ့ခေါင်းကိုက်လို့မဆွနိုင်ဆိုလို့ရှိရင် fresh ပို့ဖြစ်တဲ့ဟာမျိုးကျွန်တော်လိုချင်နေဆိုလို့ရှိရင်တော့ဒီကောင်ကိုကျွန်တော် recommend ပေးလို့ရတယ်မဆိုးလို့ပြောလို့ရတယ် version လို့ပြောလို့ရတယ်ပေါ့နော် fresh ပပလေးပို့ပြီးဖြစ်တယ်ပို့ပြီးလည်းလူလက်ခံရလွယ်မယ်လူကြိုက်လွယ်မယ်အနှံ့မျိုးပြောလို့ရတာပေါ့နော် yellow dream နောက်ဆုံးကျွန်တော်ညွှန်ပေးခြင်းတဲ့ဟာတော့ပို့ပြီး elevated ဖြစ်တယ်ပို့ပြီးအထာကျသွားပြီးပို့ပြီး quality ကောင်းသွားတယ်ပို့ပြီးစိတ်ဝင်စားဖို့ကောင်းသွားတယ် next level တစ်ခုဖြစ်သွားတဲ့ဟာမျိုးပေါ့နော်တော့ဒါ initio ရဲ့ narcotic delight ပေါ့နော် narcotic delight လည်းသုံးလို့ရတယ်လို့ side effect လည်းသုံးလို့ရတယ်ဒါပေမဲ့ဒီ comparison မှာတော့ကျွန်တော် narcotic delight ကိုပို့ပြီးနီးစပ်တယ်လို့ကျွန်တော်တို့ပြောချင်တယ်ပေါ့နော် fuck ကောင်းလိုက်တာ narcotic delight ကဒါသူက cherry နဲ့ ram နဲ့အဲ့ဒါကိုမှ side effect DNA ပုံစံမျိုးရောထားတာတော်လေးကိုဆွဲဆောင်မှုရှိတော့တော်လေးကို sexy ဖြစ်တယ်ချိုးတယ်ထုံးစံတိုင်းပဲချိုးတယ် strong with you line ကိုတော်တော်များကြိုက်ကြတာဘာကြောင့်လဲဆိုတော့ချိုးပြီးတော့အရန် strong ဖြစ်လို့ပေါ့နော်ဆိုတော့ဒီကောင်လဲချိုးပြီးတော့ strong ဖြစ်တယ်အရန်လဲ strong ဖြစ်တယ်လို့လည်းပြောလို့ရတယ်အများဆိုလို့အရန် strong ဖြစ်တယ်ဒီကောင်ကျွန်တော်2ချက်3ချက်လောက်ပဲကျွန်တော်ဆွတ်တာပေါ့နော်အဲ့ဒါကိုကျွန်တော်10နိုင်လောက်ရရပါဘောလေကောင်းကောင်းလေး sweet ဖြစ်တဲ့ဟာကိုမှပို့ပြီးတော့ quality အများကြီးကောင်းသွားတာကိုတော်တော်လေးကြည့်တာတယ်ပြီးတော့လို့ရှိရင်ခေါင်းကိုက်တွေစီတဲ့ဟာမျိုးတစ်ခုမှမပါဘူးခေါင်းကိုက်စီတဲ့ဟာမျိုးလို့ကျွန်တော်လုံးဝမဖြစ်ဘူးပေါ့နော်ကျွန်တော်တို့ဆိုလို့ရှိရင်တော်တော်လေးအဆင်ပြေတဲ့အနံ့တစ်ခုလို့ပြောလို့ရတယ်တော်တော်လေးလည်းဆွဲဆောင်မှုရှိပြီးတော့ဒါနည်းနည်းလေးပို့ပြီးတော့ flexible ဖြစ်တဲ့အနံ့တစ်ခုလို့ပြောလို့ရတယ်ဆိုတော့yellow dream လိုမျိုးနှီးပါလောက်ဆွလို့ရပါဘောနော်ပြောချင်တာကတော့အချိန်နေရာနည်းနည်းပို့ပြီးတော့flexible ပို့ပြီးဖြစ်တယ်ပုံမှန်ဆိုလို့ရှိရင်အစားတော့ the most wanted ထိဆိုလို့ရှိရင်လည်းအရန်ချိုနေသေးရမလို့ဒါအေးတဲ့ရက်တွေနောက်ရောက်တွေပို့ပြီးတော့အဆင်ပြေပေါ့နော်ဒါပေမဲ့ yellow dream တို့ဒီကောင်တို့ကြတော့ဒါညနေပိုင်းညပိုင်းရာသီဥတုနည်းနည်းလေးနှွေးရင်တောင်မှအချက်ရည်လျှော့ပြီးဆွမယ်ဆိုလို့ရှိရင်အဆင်ပြေနိုင်သေးတဲ့အနေအထားမှာရှိတယ်လို့ပြောလို့ရတယ်ဆိုတော့ဒီကောင်ကတော့ quality sun quality အရဆိုလို့ရှိရင်တော့ဒီအခုကျွန်တော် alternative ညွှန်းပေးတဲ့3မျိုးထဲမှာတော့ဒီကောင် sun quality အကောင်းဆုံးလို့ပြောလို့ရတယ် initio ရဲ့ narcotic delight alright ဆိုတော့ဒါကတော့ဘာရဲမဟုတ်ဘူးဒါ stronger with you ရေမွှေးကိုကျွန်တော်စမ်းကြည့်နေရင်းနဲ့စိတ်ကူးပေါက်ပြီးတော့ဒါညွှန်းပေးခြင်းတဲ့ဟာ3မျိုးထွက်လာလို့ပြပြတာပေါ့နော်ဆိုတော့နောက်ထပ်ဒီလိုမျိုး video မြင်နေတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ကိုpage ကို like follow စီဖတ်စားဖို့လည်းမမေ့ပါနဲ့ see you next time peace